ဒီဗီဒီယိုဟာအောင်ချင်းရှစ်ပါအစီအစဉ်ရဲ့နောက်ဆုံးအပိုင်းဖြစ်ပါတယ်။သင်ဟာဒီ series ကိုအစကနေအဆုံးထိကြည့်ရှုပြီးပြီဆိုရင်တော့စိတ်အေးချမ်းမှုတို့အတွက်ဘဝရဲ့မတိုင်တစ်ခုကိုစိုက်ထူနိုင်ခဲ့ပါပြီ။အကယ်၍အောင်ချင်းရှစ်ပါဗီဒီယိုရှစ်ခုံးလုံးကိုမကြည့်ရသေးဘူးဆိုရင်တော့ channel ရဲ့ playlist မှာကြည့်ရှုနိုင်ပါတယ်။ တခါကဗာကလိုအမိရနဲ့ဗမာကြီးဟာအလွန်အမင်းတတန်းရှိကြ၍သူ့ရဲ့အတိတ်ဘဝတွေကိုမေ့လျော်သွားခဲ့တယ်။နောက်ဆုံးမှာတော့ငါဟာမသေးနိုင်တဲ့သာဝရဖျားပဲဆိုတဲ့မန်မာနာတွေဖုံးလွှမ်းသွားခဲ့ရရှာတယ်။အဲ့ဒီအယူမမှုကိုဖယ်ရှားဖို့မြတ်စွာဘုရားရှင်ကြွရောက်လာတော့အခါဗာကဖျမကသူ့ရဲ့သာဝရအသက်ရှင်မှုကိုကြွားပါခဲ့တယ်။ဒါပေမဲ့ဘုရားရှင်ကသင်ဟာအိုးချင်းနာချင်းတေချင်းဆိုတဲ့အနိစ္စတရားကိုညှင်းပယ်နေတာဟာအလွန်တရာကြောက်စရာကောင်းတဲ့အမောင်တို့တဲ့ရောက်နေတာပဲ။ဒါဟာအတိတ်ကပြုခဲ့မှုတဲ့ကောင်းမှုကံတွေကြောင့်သာဖြစ်တယ်။သာဝရလိုအထင်မှားပြီးမန်းတက်နေတာဟာအဝိဇ္ဇာပဲဟုပြောလီဗမာကြီးဟာသူ့ရဲ့တကိုးကိုပြတာကိုရောင်ဖြောက်ဖို့ကြိုးစားခဲ့ပေမဲ့မြတ်စွာဘုရားရှင်ရဲ့တကိုးတော်ရှင်မှာတော့အရာအလုံးဟာအချီးနီးပဲကဘာပေါင်းများစွာအသက်ရှင်ရတဲ့ဗမာကြီးတွေတောင်မှတနေ့မှာတော့တေချင်းတရားနဲ့ရင်ဆိုင်ကြရအောင်မှာပဲဟုပြောနေတာဗမာကြီးဟာအတိညာပြန်လည်ရရှိပြီးမြတ်စွာဘုရားရှင်ဟာအကျွမ်းမဲ့ယုံကြည်ကတန်ဗျာမှလွတ်မြောက်ရာကိုမျက်မှောက်ပြုနိုင်ခဲ့လေသည်ဤသည်မြတ်စွာဘုရားရှင်၏အထမမြောက်အောင်ခြင်းဖြစ်လေသည်